အားလုံးမင်္ဂလာပါအခုသင်ခန်းစာကတော့ hyperlink ထည့်တဲ့သင်ခန်းစာပဲဖြစ်ပါတယ်အဲ့တော့ hyperlink ထည့်ဖို့အတွက်ကျွန်တော်ဒီပေါ်က essential ပေါ့နော် essential တစ်ချက်နေမယ်ပြီးရင် digital publishing ဟုတ်ပြီအဲ့တော့ကျွန်တော် hyperlink ထည့်မဲ့စာလုံးပေါ့နော် hyperlink ထည့်မဲ့စာလုံးကိုကျွန်တော် select ပေးရပါမယ်အဲ့တော့ကျွန်တော်ဒီမှာ hyperlink ထည့်မဲ့စာလုံးကကျွန်တော်ဒီမှာ Facebook ဆိုတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော် type 2ယူမယ်ယူပြီးသွားရင်ဒီ Facebook ကို select ပေးလိုက်မယ် okay ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီဘက်က hyperlink ကိုနှိပ်မယ်ပြီးရင်ကျွန်တော်ဒီအောက်က about လေးကိုနှိပ်မယ်okay နှိပ်ပြီးတော့ဒီ link to မှာ URL ပေါ့နော်ဒီ URL လေးထားမယ်ပြီးရင်တော့ဒီမှာ website ပေါ့နော်ကျွန်တော်တို့ဒီညွှန်ကျင်တဲ့ website ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ Facebook ပေါ်နေတာကကျွန်တော် Facebook ဆိုတဲ့စာလုံးလေးဒီ select ပေးလို့ဒီမှာ Facebook ပေါ်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ Facebook ဆိုတဲ့ house select ပေးပြီးတော့ကျွန်တော်ဒီထဲကညွှန်ကျင်တဲ့ဟာကိုကြိုက်တဲ့ဟာကိုညွှန်လို့ရတယ်နော်ဥပမာကျွန်တော် Facebook ကို select ပေးပြီးတော့တော့ကျွန်တော်ဒီမှာ www.gmail.com လို့ရိုက်လိုက်လဲဘာမှမဖြစ်ဘူးဒါပေမဲ့ကျွန်တော်ဒီ Facebook ဆိုတဲ့စာလုံးလေးကျွန်တော်တို့ဒီ click နှိပ်လိုက်တာနဲ့Gmail website ထဲရောက်သွားတာပေါ့အဲ့တော့ကျွန်တော်ဒီမှာ Facebook ဆိုတော့ကျွန်တော်ဒီမှာfacebook.com ပဲရေးလိုက်နော်ဒါဆိုရင်ဒီ Facebook ကိုနှိပ်လိုက်တာနဲ့ facebook.com နဲ့ရောက်သွားနော်.co.com ဒီနေရာမှာကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ Facebook လိပ်စာကို copy link ယူရတဲ့အချိန်မှာထည့်လို့ရတယ်နော်အဲ့တော့ဆိုရင်ဒါလေးကိုနှိပ်လိုက်တာနဲ့ကျွန်တော် Facebook account ရောက်သွားမှာပေါ့ဟုတ်ပြီနော် okay ပြီးတော့ကျွန်တော်ဒီမှာ share လေးကိုမှတ်ချင်မဲ့ channel တွေတော့မှပြင်ဆင်မလို့ပါဘူးနော်အဲ့တော့ okay နေပြီနေပြီဒီကောင်ကိုတစ်ချက်နေပြီနေပြီဒီ selection 2ပေါ့နော် selection 2ယူမယ်ပြီးရင်လွတ်တဲ့နေရာ click နေမယ်ဒါဆိုရင်ကျွန်တော်ဒီမှာ hyperlink ထည့်လိုက်တဲ့အတွက်ဒီမှာ Facebook ဆိုတဲ့စာလုံးလေးအပြလေးဖြစ်သွားပြီနော်အဲ့တော့တစ်ခါလေးကျကျွန်တော်တို့ဒီ InDesign file ထဲမှာပဲကျွန်တော်ဒီကောင်လေးကို click နှိပ်တာနဲ့ facebook.com ပေါ့နော်ကျွန်တော်ပြောထားတဲ့ website ကိုရောက်သွားတတ်တယ်ဒီမှာတော့ကျွန်တော်ဒီဟာနှိပ်တာလုံးဝမရောက်ဘူးနော်အဲ့တော့မရောက်ဘူးဆိုရင်ကျွန်တော်ဒီ file ကို PDF အနေနဲ့ပေါ့နော် PDF အနေနဲ့စေးလိုက်ပါမယ်အဲ့တော့ကျွန်တော်ဒီပုံမှာ share ဆိုတာလေးရှိတယ်အဲ့လိုမှမနေချင်ဆိုကျွန်တော်ဒီ file လေးက export ပေါ့နော်ဘယ်ဟာပဲနေနေအတူတူပါပဲအဲ့တော့ကျွန်တော်ဒီမှာ share ဆိုတာနှိပ်မယ်ပြီးရင်ဒီအောက်ဆုံးက export အဲ့တော့ဒီ file မှာလည်း export ဒီမှာလည်း export အတူတူပဲနော်အဲ့တော့ export နှိပ်လိုက်ပြီးနှိပ်ပြီးသားပြီဆိုရင်ကျွန်တော်ဒီမှာ desktop ပေါ့နော် desktop ပေါ်မှာယူမယ်ယူပြီးကျွန်တော်ဒီမှာ PDF လို့ပဲရေးလိုက်ပြီ PDF လို့ရေးပြီးဒီကောင်လေးနှိပ်လိုက်ဒီကောင်လေးနှိပ်ပြီးတော့Adobe PDF interactive ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအခုဝင်ဒီဘယ်ထဲကိုဝင်လောက်တာလဲဆိုတော့ကျွန်တော်က interactive ထဲဝင်ပြီးပြင်ဆင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ PDF မှာ interactive လို့ရေးပြီနော် okay ရေးပြီးသွားရင်သူကလေးတစ်ချက်နဲ့နှိပ်ပြီးတော့ဒီမှာ save လိုက်နော် save ပြီးတော့ဒီမှာလေးဘာမှပြင်ဆင်လို့နော်ပြီးရင် export လုပ်လိုက်ပြီးရင်တော့ဒီကောင်ကို okay ထားနေမယ်ပြီးရင် okay ထားနေမယ် okay ဒါဆိုရင်တော့ဒီ save လိုက်တဲ့ file ကကျွန်တော် desktop ပေါ်ရောက်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကိုပေးကြည့်မယ်ပေးပြီးတော့ကျွန်တော်ဒီမှာ PDF ပေါ့နော်ဒါလေးကို double click လုပ်ပြီးဖွင့်လိုက်မယ်ဒါကတော့ကျွန်တော်ဒီ document ထဲမှာရှိတဲ့စာရွက်တွေအားလုံးထောက်လိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော် hyperlink ထည့်တာအားဆုံးစာရွက်မှာဒီမှာပေါ့နော်ဒါလေးကိုကျွန်တော် hyperlink ထည့်ထားတယ်အဲ့တော့ကျွန်တော်ဒီကောင်ကို click တစ်ချက်နှိပ်လိုက်မယ်ဒါဆိုကျွန်တော်ဒီမှာ www.facebook.com ဆိုပြီးတော့ရောက်သွားတယ်အဲ့တော့မပွင့်လာပါလို့လဲဆိုတော့ကျွန်တော်ဒီမှာ internet မှာဖွင့်ထားလို့ပေါ့နော် internet ဖွင့်ထားတယ်ဆိုရင်တော့ကျွန်တော်ဒီကျွန်တော်ညွှန်တဲ့ website ကိုတက်ပြီးတော့ရောက်သွားမှာပေါ့ဟုတ်ပြီနော် okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာကိုအားလုံးနားလည်ပြီထင်ပါတယ်